1000ပေးရတယ်ကလာသွားလို့1000ခွဲတယ်1000မလို့ပါနဲ့ကိုငါရေးကြည့်လို့1000နဲ့ဆိုတော့လာတယ်အဲ့လိုတယ်1000ပေးကြလား ဟောအဲ့လိုအဲ့တော့မဟုတ်အဲ့1000လဲပြန်ပေးမယ်ဒီဟိုသမင်းလေးကောင်စားလိုက်စားပြီးတော့ရှင်ဟာကျွန်တော်ပြန်လိုက်ပို့မယ်သမင်းလေးဝင်အောင်စားလိုက် သူကဖုန်းဆက်ပြီးတော့ပြန်မေးလိုက် သမင်းရင်စားလိုက်ပါအောင် မင်းစားပြီးမေးလိုက် ဒီမှာလဲကျွန်တော်ပြန်မလားဒီမှာလဲဟုတ်ပါတယ် ငါမလိုပါဘူးရတယ်ကျေးဇူးတင်ကြမလို့ရတယ်တင်တယ်ဆိုလဲတင်တယ်ပေါ့ခုနေစားလိုက်ပါအောင်စားတဲ့ချီကစားလိုက်အောင်စိတ်လေးကိုရှော့ချထားအရှင်ပြေသွားလိမ့်မယ် ကျွန်တော်ခဏကိုစောင့်မှမကြည့်တော့ခဏလူလာတဲ့ခုပြီးအောင်နဲ့ဒါမဲ့ပိုးတဲ့ခလစ်ခေါ်ကြမလားဟာငါမှလို့ခလစ်မကောနော်လို့ခုလောလောကြီးဟာညီမနဲ့ကိုနဲ့ခုပြီးအောင်လို့နောက်မှခလစ်ပြခေါ်လို့ပြောပါအမကူကခလစ်ခုပြီးမှပေါ်တော့လားခလစ်ရောကမတဲ့ခလစ်ကတော့ဝါမီယာလုတ်လာတယ်ဟုတ်လားအဲ့ဒါခလစ်ခေါ်လို့ပြစ်ပါတော့ခုပြီးလားဟုတ်လား